Hi and welcome back to my channel. ဒီနေ့မှာတော့ကျွန်တော်ကအရေးကြီးတဲ့လူရဲ့ relationship နဲ့ပတ်သက်တဲ့အရာတချို့ကိုပြောပြမှာဖြစ်တယ်။ Okay အဲ့တော့ဒီမှာဗာပြောထားတဲ့ဆိုဒီအောင်ကျွန်တော်တို့အစုံထိလိုက်ပါကြည့်လိုက်ကြအောင် Let's get started. One day you will ask me what is more important to you, me or your life. I will say my life. You will walk away from me without knowing that you are my life. ဒီစာကြောင်းအောင်တလောက်ပါဒီစာကြောင်းကိုကျွန်တော်အပေါ်မှာလည်းရေးပြထားပါမယ်ဖတ်ပြီးတော့ဘာသာပြန်ပြီးတော့ခန်းစားကြည့်လို့လည်းရပါတယ်ဒါပေမဲ့ဒီထဲမှာသူကစာရေးသူကဘာကိုမိမောင်းထိုးပြထားတာလဲဆိုတာကိုကျွန်တော် sharing လုပ်ပြရမယ်ဆိုရင်တော့သူပြောထားတာကတော့ one day ဒီနေ့ကြာရင် you will ask me မင်းငါကိုမေးလာလိမ့်မယ်တဲ့What is more important to you? မင်းဘဝမှာဘာကအရေးကြီးဆုံးလဲဆိုတာနဲ့ပတ်သက်ပြီးမေးလာလိမ့်မယ် Me or your life ငါလားမင်းဘဝလားဆိုပြီးသူအဲ့လိုမျိုးဘယ်ဟာအရေးကြီးလဲဆိုပြီးမေးလာလိမ့်မယ်တဲ့ I would say ငါပြောပြလိမ့်မယ် My life ငါဘဝဖြစ်တဲ့ဆိုတဲ့အကြောင်းကိုငါဘဝဖြစ်တဲ့ဆိုတဲ့အကြောင်းကိုပြောပြလိမ့်မယ်တဲ့ You will walk away from me without knowing that you are my lifeအဲ့လိုပြောပြလိုက်တဲ့အချိန်မှာမင်းဟာတဲ့အဝေးကိုထွက်သွားလိမ့်မယ်ဘလို့ထွက်သွားမှာလဲမင်းကငါဘွားဖြစ်တယ်ဆိုတဲ့အကြောင်းကိုမသိဘဲနဲ့ထွက်သွားလိမ့်မယ်ဒီအရေးတစ်ခုလုံးကိုခြုံငုံပြီးပြောမယ်ဆိုရင်ကောင်မလေးတယောက်ကကိုယ်တနေ့ကျမေးလိမ့်မယ်သူစားသူမေးလိမ့်မယ်မင်းဘွားမှာဘာအရေးကြီးလဲငါလားမင်းဘွားလားမေးချိန်မှာဟိုကောင်လေးကဘာပြန်ဖြေလဲငါဘွားလို့ပြောလိမ့်မယ်အဲ့ဒီမှာဒီကောင်မလေးကလက်ထွက်သွားလိမ့်မယ်ဟိုကောင်လေးပြောတာငါဘွားဆိုတာကမင်းဟာငါဘွားဖြစ်တယ်လို့အတိတ်ပဲကိုဟိုကောင်မလေးကမသိပဲနဲ့ထွက်သွားတာဖြစ်ဒါကြောင့်မလို့တစ်ခါတလေမှာအဖြေတစ်ခုကိုကြားလိုက်တာနဲ့ချက်ချင်းကြီးထွက်မသွားလိုက်ပါနဲ့သူဒီအဖြေကဘာကိုဆိုလိုတာလဲဆိုတာကိုပြန်လဲသုံးသပ်ခိုင်းမှပြန်လဲနားဆင်ကြည့်ပဲကိုယ်နဲ့သုံးသပ်တိုင်းနဲ့ချက်ချင်းကြီးဆုံးဖြစ်လိုက်ပါနဲ့သူများရဲ့သုံးသပ်ချက်ကိုလည်းနားထောင်အောင်မယ်ဆိုတဲ့အချက်တွေကိုသူကပြပြထားဖြစ်တယ် Okay အခုဗီဒီယိုဆုံးထိကြည့်ပြီးတဲ့ကျေးဇူးများကြီးတင်ပါတယ်ဒီကနေပြီးချိုးပြတစ်ခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်See you in my next video. I love you all. Bye bye.